အားလုံးပဲမင်္ဂလာပါရဲကြီးစပေါ်မှကြိုဆိုပါရယ်ဘုံချစ်ပရိသတ်များအားလုံးလည်းမင်္ဂလာပါခင်ဗျာတန်ကောက်ကျော်တန်ရာမှတက်တာလာပြီးနောက်ပုံမှန်ခြေစွမ်းပြန်မရမှာကြောက်ရွံ့နေရဲ့စာကအာဆင်နယ်ကျယ်ပွင့်ဘူကာယိုစာကာကပြီးခဲ့တဲ့ရာသီအစောပိုင်းကတန်ကောက်ကျော်တန်ရာကြောင့်ကာလရှည်နားယူခဲ့ရပြီးယခုအခါမှာကြန့်ခိုင်မှုပြန်လဲပြေဝနေပေမဲ့ပုံမှန်ခြေစွမ်းပြန်မရမှာကြောက်ရွံ့နေခဲ့ကြောင်းဝန်ခံပြောကြားလာခဲ့ပါတယ်အာဆင်နယ်အသင်းရဲ့အတောက်ပစုံးကျယ်ပွင့်ကစားသမားဟာမကြသေးမီကမှဘောလုံးပြန်လဲကစားနိုင်ခဲ့တာဖြစ်ပြီးဗုဒ္ဓဟူးနေ့နံနက်ကစီနီဂေါကို3-1နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာအင်္ဂလန်အတွက်ပွဲထွက်ပါဝင်ကစားပေးခဲ့ပါတယ်။ပုံမှန်အတိုင်းပြန်ကစားနိုင်ပြီဖြစ်ပေမဲ့အင်္ဂလန်လက်ရွေးစင်ဟာခြေစွမ်းကောင်းကိုပြန်မရမှာစိုးရိမ်နေရလို့ဆိုပါတယ်။ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာစာကာကကျွန်တော်အနေနဲ့အတိတ်ကအကြောင်းတွေရောအနာဂတ်အကြောင်းတွေရောမစင်စားတော့ပါဘူးလက်ရှိကာလကိုပဲအာယုံစိုက်ပြီးအခုချိန်ပါတွေလိုအပ်နေရဆိုတာစဉ်းစားပါတယ်။တခါတလေမှာတော့ကျွန်တော်အနေနဲ့အကောင်းဆုံးပုံစံနဲ့ပြန်လာနိုင်ပါမလားဆိုရဲစိုးရိမ်စိတ်တွေရှိပါတယ်ပြီးတော့အတိတ်မှာဒီတန်ရာကိုကွယ်နိုင်ဖို့ဘာတွေလုပ်ခဲ့တဲ့နေဆိုပြီးနောင်တရတာမျိုးတွေရှိပါတယ်။ဒါပေမဲ့အခုချိန်မှာတော့ဒါတွေကမလိုအပ်တော့ပါဘူးဒီလိုတွေးတွေကခန္ဓာကိုယ်အတွက်အနှုတ်သဘောဆောင်ပါတယ်အခုချိန်မှာဘာလုပ်ရမယ်ဆိုတာပဲတွေးနေတင်ပါတယ်ပြီးခဲ့တဲ့ရာသီကကျွန်တော်အတွက်ကြရှုံးခဲ့ပါတယ်ဒါကြောင့်နောက်ရာသီမှာတော့အသင်းဖော်တွေကိုအရင်ပုံစံအတိုင်းအကူအညီပေးနိုင်ဖို့အခုကတည်းကစူးစမ်းနေပါပြီလို့ပြောကြားခဲ့ပါတယ်။ပြီးခဲ့တဲ့2024-25ဘောလုံးရာသီမှာစာကာဟာအာဆင်နယ်အတွက်ပရီးမီးယားလိဂ်25ပွဲကစားခဲ့ပြီးသွင်းဂိုး16ဂိုးထိသွင်းယူပေးနိုင်ခဲ့ပါတယ်။ယခုအခါမှာတော့ကစားသမားဟာအင်္ဂလန်နည်းပြသစ်သောမတ်တူချယ်ရဲ့ရွေးချယ်မှုနဲ့အတူအင်္ဂလန်အသင်းမှာရောက်ရှိနေပြီး2026ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေပါတယ်။ကလပ်ကမ္ဘာ့ဖလားကိုအာဆင်နယ်အသင်းကဝင်ရောက်ရှင်ပြိုင်ခွင့်မရတာကြောင့်စာကာအနေနဲ့နွေရာသီအားလည်းရရှိသွားမှာဖြစ်ပြီးနောက်ရာသီမှာအကောင်းဆုံးပြန်လာနိုင်ဖို့ကောင်းကောင်းအနားယူသွားရပါမယ်။